မင်္ဂလာပါဒီဖက်ကတော့တော်လေးနောက်ကျပြီးမှကျွန်တော်စီကိုရောက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဖက်ကိုဝယ်တာက2024ဒီဇင်ဘာ17ရက်နေ့တော့ဝယ်တာပေါ့နော်ဒါပေမဲ့ရောက်လာတာက2025 March လ18ရက်နေ့မှာရောက်လာပါတယ်ဆိုတော့သူများတွေကတော့ဝယ်ပြီးတော့2ပတ်လောက်တွင်ရတာဖြစ်ပြီးတော့ကျွန်တော်ကတော့3လလောက်ကြာသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းဝယ်ပြီးတော့ရောက်လာမလားလို့စောင့်နေရင်းနဲ့မေးသွားတယ်ဆိုတော့တတိယတော့မှသူတို့စီကို email တွေပဲပို့ပြီးတော့ဖက်ကရောက်မလာသေးဘူးဘာဖြစ်တာလဲဘာညာမေးတော့မှသူတို့ကဖက်ကိုပို့ပြီးတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာ email နဲ့သူတို့ဘက်ကအဲ့ဒါဖြစ်သွားတဲ့အကြောင်းနဲ့ဒါဖက်တင်အောင်တောင်းပန်တဲ့အနေနဲ့လက်ဆောင်ထည့်ပေးလိုက်တယ်ဆိုတဲ့အကြောင်းပြန်ပါတယ်ဆိုတော့တာကာရှိမူရာကာမီရဲ့ team က customer service ပေးတာတော်လေးမိုက်တယ်လို့ပြောလို့ရပါတယ်ဆိုတော့ customer တယောက်ချင်းစီကိုဒါတော်လေး view site အလေးထားတယ်လို့ခံစားရပါတယ်ဆိုတော့ကျွန်တော်ဖက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင် box ပေါ့နော် box ကလည်းသူများနဲ့မတူတဲ့ပုံစံလုပ်ထားတယ်ဒါဖွင့်ချင်းမှာဒီ box ကိုဖွင့်ချင်းမှာတာကာရှိမူရာကာမီပန်းပုံလေးပါတယ်ပေါ့နော်အခုရှိတာကဒီ box ကတော်လေး site ကြီးတယ်ဆိုတော့တရန်ချင်းတွေကိုဒီဘက်ဒီမှာထည့်တာပေါ့နော်တော်လေးလဲ site ကြီးတော့မြန်မာပြည်ဘက်ကမှားတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဘူးက carry ကတော်လေးပေးရနိုင်တယ်လို့ထင်ပါတယ်အဲ့ကောင်ကတော့ဒီကောင်ပေါ့နော် Ohana Full Blown ဒီကောင်ဖြစ်ပါတယ်ကျွန်တော်ကအနှက်ရအောင်ဝယ်လိုက်တယ်ဒီကောင်က made in USA နဲ့လာတာပေါ့နော် site ကတော့ဒါပုံမှန် site ပဲ true site စီလို့ရတယ်ဒီရန်ကတော့ဒီကောင်ကလက်ဆောင်ရတဲ့အရန်ပေါ့နော်ဒီကောင်လဲမိုက်တယ်အောက်ခြေမှာသူကဒီတာကာရှိမူရာကာမီပန်းပုံလေးပါတယ်ဒီကောင်ကတော့ main in Vietnam နဲ့လာတယ်ပေါ့နော်ဆိုတော့ဒီ color way လေးလည်းလှပါတယ်ဆိုတော့ဒီဖက်အကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့တာကာရှိမူရာကာမီကပုံမှန်ထုတ်နေကြပုံစံမျိုးမဟုတ်ဘဲနဲ့ဒါ footwear branding တစ်ခုအနေနဲ့ပါတသက်မတ်လုပ်ပြီးတော့ဖက်တွေကိုထုတ်လာတာပေါ့နော်ဆိုတော့ဒီဖက်တွေကိုလည်း2024 complex ကုန်းမှာရောသူ့ရဲ့ collab တွေမှာရော concept မိုက်စားတွေနဲ့ခင်းချင်းပြသပြီးတော့ဒါမိတ်ဆက်ရောင်းချခဲ့တယ်ဆိုတော့ဒီ brand ရဲ့နာမည်က Ohana Hatake ဖြစ်ပြီးတော့အဓိပ္ပာယ်ကတော့ပန်းကင်းကြီးဆိုပြီးအဓိပ္ပာယ်ရပါတယ်ဆိုတော့တာကာရှိမူရာကာမီကခုနောက်ပိုင်းမှာတော်လေးမိုက်တဲ့ collab တွေကိုစတိုက်လောက်လာတယ်လို့သူကဖက်တွေဘက်ကိုပါအယုံစိုက်လာတဲ့ပုံပေါ်တယ်ပေါ့နော်စစချင်းမှာတော့ဒီ slide နဲ့ home slipper တွေကိုထုတ်လာတယ်ဆိုတော့ sneaker တွေပါထုတ်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ခုထွက်တဲ့ color way တွေကတော့ Murakami flower ရဲ့ color way တွေကိုဖက်တွေမှာတရောင်ချင်းစီသုံးထားတာပေါ့နော်လက်ရှိချိန်ဒီ color way 17မျိုး12မျိုးလောက်ထိထွက်ထားပြီးတော့နောက်ထွက်မဲ့ color way တွေလည်းကြံပါသေးတယ်ဆိုတော့ဒီဖက်ကို on feed chat လောက်စီးကြည့်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်